ကျေးဇူးတော်သူပဲချီးမွမ်းတာဖြစ်ပါတယ်ဆိုတော့မခင်လေးမှာဇန်နဝါရီလမွေးနေ့ရှင်ရဲ့အဲ့ဒီမွေးနေ့ရှင်တွေအတွက်ဆုတောင်းပေးချင်တာဖြစ်ပါတယ်ဒီမှာမွေးနေ့ရှင်များရှိပါကရှိတဲ့နေရာကနေခဏလေးမှတ်တရစေချင်ပါတယ်လို့ဒီလထဲမွေးနေ့ရှင်များရှိပါသလားဟုတ်ကဲ့2 ယောက်ရှိတယ်နော်ဆိုတော့ကျန်တဲ့လူတွေရှိသေးလားမသိဘူးနော်အသက်မမေးဘူးเนาะစိတ်ချအသက်မမေးဘူးဆိုတော့မွေးနေ့ရှင်အတွက်ပဲဆုတောင်းပေးတာဖြစ်ပါတယ်ဆိုတော့2 ယောက်ရှိတာဖြစ်ပါတယ်ဖခင်ယေရှုတော်အထူးပဲချီးမွမ်းနေဆိုတော့ဆုတောင်းခြင်းမသွားခင်လေးမှာတော့ကျမ်းစာလေးတစ်ချက်ဖတ်ချင်တာဖြစ်တယ်ဆာလံ90အငယ်14ကနေ15အထိ16အထိဖြစ်ပါတယ်သူသည်ငါ့ကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မည်ငါ၏နာမကိုသိသောကြောင့်သူ့ကိုငါကြောက်မည်သူသည်ငါ့ကိုခေါ်သောအခါငါထူးမည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှေတော်အသက်နှင့်သူ့ကိုရောက်ရေးစေ၍ငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူ့အားငါဒီနေ့ဒီနှုတ်ကပတ်တော်ကျမ်းချက်လေးအားဖြင့်ဒီနေ့ဇန်နဝါရီလမှာမွေးနေ့ရှင်ပေါ်မှာတက်ရောက်ပါစေခဏလေးဆုတောင်းပေးခြင်းတာဖြစ်ပါတယ်ကိုရောရှင်ဘုရားကျေးဇူးတင်တဲ့ကိုရောရှင်ဘုရားရဲ့ပို့ဆောင်မဆခြင်းကြောင့်သားသမီးတို့ဒီတစ်နှစ်ပြီးတစ်နှစ်ကျမ်းမာစွာဖြင့်အသက်ရှင်နေထိုင်ရတဲ့အချိန်တိုင်းလုံးစုံတို့အတွက်ကိုရောကိုကျေးဇူးတင်တယ်ကိုရောရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကိုရောရှင်ဘုရားဒီနေ့သစ်မှာလဲကိုရောရှင်ဘုရားအားဖြင့်ကျမ်းမာစွာသားသမီးတို့ပြန်လဲအသက်ရှင်ခြင်းခွင့်ကိုရတယ်နှစ်ဟောင်းဖြစ်တဲ့2025တနှစ်တာလုံးမှာလဲကိုရောရှင်ဘုရားရဲ့ကျေးဇူးပြုခြင်းမဆခြင်းထဲမှာအသက်ရှင်ခွင့်ရတယ်လို့ဒီနှစ်ထဲမှာလဲကိုရောရှင်ရဲ့ကျေးဇူးတော်မြတ်တာတော်အားဖြင့်သားသမီးတို့တွေပြန်လဲအသက်ရှင်ခွင့်ကိုရမည်ဖြစ်သောကြောင့်လဲအထူးပဲကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေဒီနေ့နှစ်သစ်မှာဒီနေ့ဇန်နဝါရီလထဲမှာကိုရောရှင်ဘုရားမွေးနေ့ရှင်အတွေ့အကြုံဆုတောင်းကောင်းကြီးပေးတာဖြစ်ပါတယ်ကိုရောရှင်ဘုရားကျေးဇူးပြုပါဒီနေ့အသင်းတော်ထဲမှာမွေးနေ့ရှင်2 ယောက်ဖြစ်တာရှိတာဖြစ်ပါတယ်ကိုရောရှင်ဘုရားဒီမွေးနေ့ရှင်2 ယောက်အပေါ်မှာကိုရောရှင်ဘုရားကောင်းကြီးပေးပါဆာလံ91တဲကကိုရောရှင်ဘုရားနှုတ်ကပတ်တော်လာတဲ့အတိုင်းရှေတော်အသက်နဲ့ကိုရောရဲ့ကျေးဇူးတော်မြတ်တာတော်အားဖြင့်ဒီနေ့မွေးနေ့ရက်မြတ်မှအတိုင်းနောင်လာမဲ့နှစ်ပေါင်းများစွာအထိကိုရောရှင်ဘုရားရဲ့ကျေးဇူးတော်မြတ်တာတော်အောက်မှာကိုရောရှင်ဘုရားကောင်းကြီးပေးလဲမဆလည်းကျေးဇူးပြုပါဒီသားသမီးတွေအပေါ်မှာကိုရောရှင်ဘုရားနှုတ်ကပတ်တော်လာတဲ့အတိုင်းအမိမဖြစ်စေပဲကောင်းဖြစ်စေလဲကိုရောရှင်ဘုရားလှုပ်လျက်ကိုင်လျက်မှာမျက်နှာသာရသောသားသမီးများအောင်မြင်သောသားသမီးများကျမ်းမာခြင်းနဲ့ကိုရောရှင်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေတော့သားသမီးများဖြစ်စေဖို့လို့ငါလည်းတတိယဆုတောင်းကောင်းကြီးပေးပါတယ်ဖခင်နာမတော်ကိုချီးမွမ်းတဲ့ဒီသားသမီးတွေနဲ့တိုက်ဆိုင်တဲ့မိသားစုတွေအပေါ်မှာကိုရောကောင်းကြီးပေးပါဒီသားသမီးတွေနဲ့တိုက်ဆိုင်တဲ့အသင်းတော်တွေပေါ်မှာကိုရောကောင်းကြီးပေးပါဒီသားသမီးတွေအားဖြင့်ဒီသားသမီးတွေနဲ့တိုက်ဆိုင်တဲ့လုပ်ငန်းဆောင်တာများပေါ်မှာကိုရောရှင်ဘုရားကောင်းကြီးဖြစ်စေတော်မူပါနာမတော်ကိုချီးမွမ်းပါတယ်တာ၍ကိုရောရှင်ဘုရားအသက်ရှင်ခြင်းအခွင့်ကိုပေးတဲ့နေ့ရက်စဉ်တိုင်းမှာကိုရောရှင်ဘုရားကိုကိုးစားလျက်ကိုရောရှင်ဘုရားနှုတ်ကပတ်တော်ထဲမှာရက်တည်လျက်အသက်ရှင်တတ်တော်သားသမီးများဖြစ်စေဖို့လို့ငါဆုတောင်းပေးပါတယ်ဖခင်ဒီနေ့မွေးနေ့ရှင်ဦးဇလုံးရဲ့အသက်တာလုံးစုံတို့အတွက်ကိုရောလက်တော်တို့အနက်နဲ့မွေးနေ့ရက်မြတ်မှတိုင်ကိုရောရှင်ဘုရားရဲ့မြတ်တာတော်ထဲမှာကိုရောရှင်ဘုရားရဲ့အကြံစီအလိုတော်ထဲမှာကိုရောရဲ့အလိုတော်ပြည့်စုံခြင်းနဲ့ဒီနေ့သားသမီးတို့ရဲ့အသက်တာပေါ်မှာကိုရောရှင်ဘုရားရဲ့ကြွယ်ဝခြင်းလမ်းတဲ့တို့ပို့ဆောင်လက်မဆာကောင်းကြီးပေးပါမိကြောင်းယေရှုနာမဖြင့်ဆုတောင်းကောင်းကြီးပေးပါတယ်ကိုရောရှင်ဘုရားဒီကနေ့နှုတ်ကပတ်တော်အတွက်လက်တော်တို့အနက်နဲ့ဂျာနာခံယူတဲ့အခါမှာအရောက်ချင်းစီတိုင်းအတွက်ကိုရောရှင်ဘုရားသားရှင်တော်ဝိညာဉ်တော်စကားပြောပါအလင်းဖြစ်စေပါကျေးဇူးတော်ချီးမွမ်းလက်ယေရှုနာမဖြင့်ဆုတောင်းကြပါတယ်ဖခင်အာမင်ကျေးဇူးတင်နေဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့ဘေးယာဝင်ငါ channel လို့ပြောရင်စေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှဒီကနေ့မှာကျွန်တော်တို့တူကလေ့လာသွားကြဖို့ဖြစ်တယ်ဆိုတော့စေဖို့တဖို့ဆိုတာကဒါယုံကြည်သူတွေနဲ့နော်ဖခင်ရဲ့ဂျားမှာပြုသောဗရိညင်ဖြစ်ပါတယ်နော်ဆိုတော့ကျမ်းချက်လေးတစ်ချက်ဖတ်ချင်တာဖြစ်တယ်ဆိုတော့မာလခိနော်မာလခိအနာဂတိကျမ်းအခန်းကြီး3အငယ်30ကနေကျွန်တော်တို့7ထိတွေ့တဲ့အခါမှာကျွန်တော်တို့အတူတူကဖတ်ရအောင်နော်မာလခိအနာဂတိကျမ်းအခန်းကြီး3အငယ်30ထဲမှာဖြစ်ပါတယ်37ဖြစ်ပါတယ်ဆိုတော့တွေ့တဲ့အခါမှာအတူတူကဖတ်ရအောင်နော်စေဖို့တဖို့ရှိသမျှကိုဗန္နာတိုက်သေးတို့သွင်း၍ငါအိမ်တော်၌စားစရာရှိစေခြင်းငါပြုကြလော့ငါသည်မိုးကောင်းကင်ပရင်ပေါက်တို့ကိုပွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်စင်သွန်းလောင်းမီမသွန်းလောင်းမီကိုထိုတို့စုံစမ်းကြလော့ဟုကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားမိန့်တော်မူ၏ကိုက်စားတတ်သောအကောင်ကိုသင်တို့အတွက်ငါဆုံးမ၍သင်တို့၏မြေအသီးနှံကိုမဖြတ်
တင်တို့၏စပြည့်ဥယျင်သည်အသီးမသီးပဲမနေရဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏အာမင်ဆိုတော့ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာစေဖို့တဖို့ကိုကျွန်တော်တို့ဒီနော်ထေဝေခြင်းအဖြစ်ဒီနေ့စေဖို့တဖို့နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာရတယ်ဆိုတဲ့အရာကိုကျမ်းစာထဲမှာကျွန်တော်တို့ဒီနော်ဒီနေ့ဘုရားရဲ့ပြောထားတဲ့နော်အကြောင်းအရာတိုင်းကျွန်တော်တို့ဒီတွေ့ရတာဖြစ်ပါတယ်ဆိုတော့စေဖို့တဖို့ထဲတဲ့အခါမှာစေဖို့တဖို့နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ဒီခံစားရတာဖြစ်တယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ကြည့်တဲ့အခါမှာတနည်းအားဖြင့်ဘာတွေ့ရလဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ဒီနေ့ financial နဲ့ပတ်သက်တဲ့အရာကိုဘုရားသခင်ကစေဖို့တဖို့ကျွန်တော်တို့ဒီတော့ထဲဝေခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ဒီနေ့မိသားစုနဲ့ဆိုင်တဲ့အရာတွေမှာဒီနေ့ဘန္နာရင်းနဲ့ဆိုင်တဲ့အရာတွေမှာဒီနေ့ကောင်းကြီးဖြစ်စေမဲ့တက်တွေကိုဘုရားသခင်ကဒီနေ့မာလခိကျမ်းထဲမှာဘာပြောလဲဆိုတော့စေဖို့တဖို့ကိုတဲ့ပေးကြပါနော်ကောင်းကင်ဘန္နာထဲကနော်ဒီနေ့ကောင်းကင်တကားကိုဖွင့်ပြီးတော့မှဘန္နာကိုအကုန်စင်သွန်းလောင်းမီမသွန်းလောင်းမီကိုဘုရားကဘာပြောလဲဆိုတော့စုံစမ်းကြပါတဲ့နော်ဆိုတော့ဘုရားသခင်ကကျမ်းစာထဲမှာကြည့်တဲ့အခါမှာနော်ဒီနေ့ဖျားကိုနော်လူတွေကအစုံစမ်းမပြုတ်ရဘူးတကယ်တော့နော်ထာဝရဘုရားကိုအစုံစမ်းမပြုတ်ရဘူးဆိုတဲ့ကျမ်းစာရှိတယ်တို့တော့ဒီတစ်ချက်ထဲမှာကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကစေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှလူတွေကိုသူက challenge ခေါ်တာဖြစ်တယ်စုံစမ်းခိုင်းတာဖြစ်တယ်ဆိုတော့ဒီတစ်ချက်ကိုတော့ဘုရားသခင်ကစုံစမ်းခိုင်းတယ်နော်စေဖို့တဖို့ရှိသမျှကိုငါရဲ့နော်ဒီနေ့ဘုရားသခင်ရဲ့ဘန္နာတိုက်ထဲကိုထည့်ပါတဲ့နော်ကောင်းကင်တကားဖွင့်ပြီးတော့မှတော့ဒီနေ့ကောင်းကင်ဘန္နာအကုန်စင်သွန်းလောင်းမီမသွန်းလောင်းမီကိုစုံစမ်းကြပါလို့ပြောတဲ့အခါမှာဒီကနေ့စေဖို့တဖို့ကိုထည့်ဝေခြင်းအဖြစ်တော့ဒီနေ့စေဖို့တဖို့နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုဘုရားသခင်ကပေးကိုပေးတယ်ဆိုတဲ့အာမခံချက်ကိုဒီနေ့ဒီညမှာတွေ့ရတာဖြစ်တယ်ဟာလေလုယာဆိုတော့တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာနော်စေဖို့တဖို့ကိုပထမဦးဆုံးထဲ့တဲ့ပုဂ္ဂိုလ်ကဘာတူလဲလို့ပြောရင်အာဗြဟံဖြစ်တယ်အာဗြဟံကနော်ဒီနေ့ကဘာဦးကျမ်း14နော်ဆိုကျမ်းစာတစ်ချက်လေးဖတ်ချင်တယ်နော်ကဘာဦးကျမ်း14ကိုတစ်ချက်လောက်သွားရအောင်ဆိုတော့ကျွန်တော်ကနော်ဒီတရားဟောပလင်မှာနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောလို့မရှိဘူးဒါပေမဲ့ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကနော်စေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှနော်ပြောထားတဲ့အကြောင်းအရာရှိတဲ့အခါမှာနော်ဒီနေ့ဒီယာကိုထည့်ဝေခြင်းအဖြစ်နော်ကျွန်တော်တို့ရဲ့ဘဝမှာဒီနေ့နော်ငွေကြေးနဲ့ဆိုင်တဲ့မလွတ်မြောက်ခြင်းတွေကိုလွတ်မြောက်ခြင်းပေးခြင်းနဲ့ဖျားဖြစ်တဲ့အတွက်နော်ဒီနေ့စေဖို့တဖို့အဖြစ်ဒီနေ့ယုံကြည်သူတွေကနော်ထည့်ဝေတတ်ဖို့ရန်အတွက်ထည့်ဖို့ရန်အတွက်ဒီနေ့ဖျားသခင်ကပြောနေခြင်းဖြစ်ပါတယ်ဆိုတော့ကပ္ပဦးကျမ်းအခန်းကြီး14နော်အငယ်18ထဲမှာကြည့်တဲ့အခါမှာနော်အမြင့်ဆုံးသောဘုရားသခင်ယစ်ပရောဟိတ်ဖြစ်သောရှာလင်မင်းကြီးမေလခိဇေဒက်သည်လေတဲ့မုံနှင့်စပြည့်ရည်ကိုဆောင်ခဲ့ပြီးလေကောင်းကင်မြေကြီးရှင်အမြင့်ဆုံးသောဘုရားသခင်သည်အာဗြဟံကကောင်းကြီးပေးတော်မူပါစေသောဟုအာဗြဟံကိုကောင်းကြီးပေး၍တဲ့သင်၏ရန်သူတို့ကိုသင်၏လက်၌အပ်တော်မူသောအမြင့်ဆုံးသောဘုရားသခင်သည်လေမင်္ဂလာရှိစေတော်မူသည်ဟုမွတ်ဆို၏တော့အတူတကွဖတ်ရအောင်နော်အာဗြဟံသည်လေဥစ္စာရှိသမျှတို့ကိုထိုမင်းတို့အားစေဖို့တဖို့လူတယ်တဲ့ကပ္ပဦးကျမ်း14ထဲမှာကြည့်တဲ့အခါမှာနော်စေဖို့တဖို့ကိုပထမဦးဆုံးပေးတဲ့ပုဂ္ဂိုလ်ကအာဗြဟံဖြစ်တယ်ဆိုတော့အာဗြဟံကသူကဘသူကိုပေးတယ်လဲလို့ပြောရင်မေလခိဇေဒက်မင်းဆိုတဲ့ရှာလင်မင်းကြီးဆိုတဲ့ပုဂ္ဂိုလ်ကိုပေးတာဖြစ်တယ်ဆိုတော့အဲ့ဒီမေလခိဇေဒက်ဆိုတဲ့အဲ့ဒီယစ်ပရောဟိတ်မင်းကဘသူဖြစ်တယ်လဲဆိုတဲ့အရာကိုကျွန်တော်လေ့လာလိုက်တဲ့အခါမှာဟေဘဲဝါရစာအခန်းကြီး1အခန်းကြီး9အငယ်1နှစ်ထဲမှာကြည့်တဲ့အခါမှာအဲ့ဒီအာဗြဟံပထမဦးဆုံးစေဖို့တဖို့ပေးတဲ့အဲ့ဒီမေလခိဇေဒက်ဆိုတဲ့ပုဂ္ဂိုလ်ကဘသူဖြစ်တယ်လဲလို့ပြောရင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဟေဘဲဝါရစာအခန်းကြီး9အငယ်1နှစ်3ကျွန်တော်တောက်လျှောက်ကြည့်တဲ့အခါမှာတွေ့ရတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကဘာလို့အာဗြဟံကအဲ့ဒီရှာလင်မင်းကြီးနော်မေလခိဇေဒက်ကိုသူကစေဖို့တဖို့ပေးရတယ်လေလို့ပြောရင်ပေးရတဲ့အကြောင်းရင်းကလည်းအာဗြဟံရဲ့အသက်တာမှာသူကဒီနေ့ရန်သူကိုအောင်မြင်ပြီးတော့မှတော့ဒီနေ့သူဒီကောင်းကြီးခံစားတယ်တော့ဒီနေ့ကြွယ်ဝခြင်းနဲ့ဆိုင်တဲ့အရာတွေသူ့ရဲ့ဘဝမှာခံစားတယ်တော့ဖခင်ရဲ့မျက်နှာသာဖခင်တဲ့ခင်အောင်မြင်ခြင်းအခွင့်ပေးတဲ့အဲ့ဒီမျက်နှာသာသူခံစားတဲ့အခါမှာနော်သူဒီဖခင်သခင်ကိုဂျေဇုတင်တဲ့အနေနဲ့ဂျေဇုတင်တဲ့နှလုံးသားနဲ့
အာဗြဟံကဖယားကိုစေဖို့တဖို့လူတာဖြစ်တယ်စေဖို့တဖို့ပေးတဲ့အကြောင်းရင်းကကောင်းကြီးခံစားဖို့မဟုတ်ဘဲနဲ့ကောင်းကြီးခံစားရတဲ့အတွက်ကြောင့်အာဗြဟံဒီဖယားကိုစေဖို့တဖို့စတင်ပြီးတော့မှပေးကမ်းတာဖြစ်တယ်ဟာလေလုယာဆိုတော့ကဘာဦးချမ်းဆိုတာကနော်ဒီနေ့ပညတ်တော်ကာလမဟုတ်သေးဘူးပညတ်တော်ကာလဆိုတာကမောရှေရဲ့ခေတ်ကာလကြမှာနော်ဒီနေ့ထွတ်မြောက်ရာအခန်းကြီး20နောက်ပိုင်းကိုကြည့်တဲ့အခါကျမှပညတ်တော်ကာလဆိုတာဖြစ်လာတယ်ဒါပေမဲ့အာဗြဟံကသူဒီစေဖို့တဖို့ကိုကဘာဦးစကတဲ့ကဘာဦးချမ်းကတဲ့ကသူကပေးနေပြီဖြစ်တယ်ဒီလိုဆိုရင်နားလေဖို့ရန်အတွက်ကဒီနေ့စေဖို့တဖို့ဆိုတာကပညတ်တရားမဟုတ်ဘူးစေဖို့တဖို့ဆိုတာကဂျေဇုတရားနဲ့ပေးရတာဖြစ်တယ်ဟာလေလုယာဆိုတော့အာဗြဟံခေတ်ကာလကပြည့်ညက်တရားမဟုတ်ဘူးအာဗြဟံပေးရတဲ့အကြောင်းရင်းကလည်းဘုရားသခင်သူ့အပေါ်မှာမျက်နှာသာပေးတယ်ဘုရားသခင်သူ့အပေါ်မှာကောင်းကြီးပေးတယ်ဘုရားသခင်ဂျေဇုပြုတဲ့တတ်တွေကိုသူခံစားတဲ့အခါမှာဂျေဇုတည်တတ်တဲ့နှလုံးသားနဲ့စေဖို့တဖို့ကိုပေးတာဖြစ်တယ်ဆိုတော့ဒီနေ့ပေးကမ်းခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ပြည့်ညက်တရားနဲ့လုပ်လို့မရဘူးအဲ့ဒါအရေးကြီးတယ်ပေးကမ်းခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ရဲ့စေတနာစိတ်နဲ့လှုပ်ဆောင်ရတာဖြစ်တယ်ကျွန်တော်ပြောပြမယ်ဟောပညာတရားအတိုင်းကျွန်တော်တို့ပေးဖို့ဆိုရင်ကျွန်တော်တနည်းအားဖြင့်ပြောပြမယ်နော်ဥပမာစေဖို့တဖို့ပညာတရားရကျွန်တော်တို့ပေးရမယ်လို့ပြောရင်ကဲတရားရတဲ့အခါမှာ30ပေးဖို့လူကဝန်မလေးဘူးတရားရတဲ့အခါမှာသူ30ပေးလိုက်မယ်1000ရတဲ့အခါမှာတရားပေးဖို့ဝန်မလေးဘူးဒါပေမဲ့300ရတဲ့အခါမှာ1000ပေးဖို့သူနည်းနည်းစဉ်းစားလာပြီနော်သိန်းတရားရတဲ့အခါမှာစေသိန်းပေးဖို့သူစဉ်းစားလာပြီဆိုတော့နှလုံးသားမပါဘဲနဲ့ပညတ်တရားအရာကျွန်တော်တို့ပေးမယ်ဆိုရင်အခြေအနေအတိုင်းတာတစ်ခုပဲနော်တဖြည်းဖြည်းဟာနော်တရားမှာနော်30ပေးဖို့တရားမှာ30ပေးဖို့တရားမှာ1000ပေးဖို့ကျွန်တော်တို့ဒီပေးနိုင်ပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီအမောက်များလာတဲ့အခါမှာကျွန်တော်တို့အတွက်လေးတော့ဝင်ဖြစ်လာတယ်ဆိုတော့ပေးကမ်းခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ပညတ်တရားနဲ့လှုပ်လို့မရဘူးဆိုတော့ပညတ်တရားနဲ့ကျွန်တော်တို့တောက်လျှောက်လှုပ်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့မှာလေးတဲ့ဝင်တွေဖြစ်လာတယ်စေဖို့တဖို့ဆိုတာကနော်ဒီနေ့ပညတ်တရားနဲ့ပေးလို့မရဘူးနော်ဒီနေ့အခုနပြောသလိုနော်30မှာတကြပေးဖို့ဖြစ်နိုင်တယ်နော်100မှာ30ပေးဖို့ဖြစ်နိုင်တယ်နော်1000မှာ100ပေးဖို့ဖြစ်နိုင်တယ်ဒါပေမဲ့တဖြည်းဖြည်းအမောက်များလာတဲ့အခါမှာသူ့မှာပေးဖို့ဝင်လေးလာတယ်ဆိုတော့ဒီနေ့ပေးကမ်းခြင်းကနော်ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားနဲ့ဆိုင်တယ်ကျွန်တော်တို့ရဲ့စေတနာနဲ့ဆိုင်တယ်ဆိုတော့စေဖို့တဖို့ဒီကျွန်တော်တို့ပညတ်တရားအားဖြင့်ပေးကမ်းခြင်းမဟုတ်ဘဲနဲ့ဖယားသခင်ငါ့ကိုဂျေဇုပြုတဲ့နော်ဂျေဇုတော်ခံစားရတဲ့နှလုံးသားနဲ့ပေးကမ်းခြင်းကပဲအဲ့ဒီဟာကမှန်ကန်တဲ့စေဖို့တဖို့ပေးကမ်းခြင်းဖြစ်ပါတယ်ဆိုတော့ဖယားသခင်ငါ့ပေါ်မှာဂျေဇုပြုတယ်ဖယားသခင်ကငါ့ပေါ်မှာကောင်းကြီးပေးလို့ငါဒီကောင်းကြီးမင်္ဂလာခံစားရတဲ့အတွက်ကြောင့်ဖယားသခင်ကိုပေးတဲ့စေဖို့တဖို့ကပဲဒီနေ့အဲ့ဒါကမှန်ကန်တဲ့စေဖို့တဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီဂျေဇုတည်တတ်တဲ့လူတွေရဲ့အသက်တာထဲမှာနောက်တစ်ခုကသူ့ရဲ့အသက်တာထဲမှာဖယားသခင်သူ့ကိုပေးတဲ့အရာပေါ်မှာသူဒီလဲဖယားသခင်ကိုပေးဖို့ရန်အတွက်စေတနာနော်ဒီနေ့လက်မနေတော့သူဖြစ်လာတယ်ပေးရမယ်ဘာလို့လဲဆိုတော့ဘုရားသခင်ကငါ့ကိုကောင်းကြီးပေးတယ်လေဘုရားသခင်ငါ့ကိုကောင်းကြီးပေးတဲ့အတွက်ကြောင့်ငါဒီကောင်းကြီးမင်္ဂလာခံစားရတဲ့အတွက်ငါဘုရားကိုပေးတာမှန်ကန်တဲ့စေတနာနဲ့ကျွန်တော်တို့ဒီစေဖို့တဖို့ပေးကမ်းတဲ့အခါမှာနော်အဲ့ဒီလူတွေရဲ့အသက်တာထဲမှာအဲ့ဒီစေဖို့တဖို့နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာတက်ရောက်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်စေဖို့တဖို့ပေးတဲ့အခါမှာလဲနော်ဒီနေ့ပညာတရားအတိုင်းမသွားဘဲနဲ့ဂျေဇုတရားထဲမှာကျွန်တော်တို့ပေးကမ်းတတ်ဖို့လိုတယ်ပထမဦးစွာကျွန်တော်ဗာပြောချင်လဲအာဗြဟံစေဖို့တဖို့ပေးရတဲ့အကြောင်းရင်းကပညာတရားနဲ့ပေးတာမဟုတ်ဘူးဘုရားသခင်ကိုသူ့ရဲ့ဘဝအသက်တာထဲမှာနော်ဘုရားသခင်ဂျေဇုပြုခြင်းခံစားရတဲ့အခါမှာဂျေဇုတုံ့ပြန်တဲ့အနေနဲ့ပေးကမ်းတဲ့စေဖို့တဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဘာကိုနားလေစေချင်လဲဆိုတော့ဒီမှာရှိတဲ့ညီကိုမောင်နှမများဒီနေ့ဘုရားသခင်သင်တို့ကိုကောင်းကြီးပေးထားတယ်အာမင်ဘုရားသခင်သင်တို့ကိုမျက်နှာသာပေးထားတယ်ဘုရားသခင်သင်တို့ကိုငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးပေးထားတယ်။အော်ဒီနေ့ကိုစဉ်းစားပါဒီနေ့ကျွန်တော်ကျမကဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာခံရတော်သူဖြစ်တယ်။ဘုရားသခင်ရဲ့မျက်နှာသာခံရတော်သူဖြစ်တယ်။ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းကိုခံရတော်သူဖြစ်တယ်ဆိုရင်သင်ရဲ့အသက်တာထဲမှာဘုရားသခင်ကိုနော်ဒီနေ့ကျေးဇူးတင်ကြောင်းကိုစေဖို့တဖို့နဲ့သင်ဒီတက်တည်ပြနိုင်တော်သူဖြစ်ပါစေ။အာမင်။ဆိုတော့ငါဘုရားပေးတဲ့အတွက်ကြောင့်ဘုရားကငါကျေးဇူးတုံ့ပြန်တဲ့အနေနဲ့စေဖို့တဖို့ပါဝင်မယ်။
အဲ့ဒီယာကမှန်ကန်တဲ့စေဖို့တဖို့ပေးကမ်းခြင်းဖြစ်ပါတယ်ဆိုတော့နော်ဒီနေ့ပေးကမ်းခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ပြည့်ညတ်တရားနဲ့မသွားပါနဲ့နော်ဂျေဇုတရားဘုရားသခင်ကိုဂျေဇုတင်တတ်တဲ့နှလုံးသားနဲ့နော်ဒီနေ့ပေးကမ်းနိုင်တော့သူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေဆိုတော့နောက်တစ်ခုကနော်စေဖို့တဖို့ကိုအသင်းတော်မှာပေးပါစေဖို့တဖို့ကအသင်းတော်မှာပေးရတာဖြစ်တယ်ဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှနော်ဒီနေ့ကျမ်းစာလေးကိုကျွန်တော်လေ့လာချင်တာဖြစ်တယ်ဆိုတော့အာဗြဟံခေတ်မှာကအသင်းတော်ဆိုတာမရှိသေးဘူးနော်အာဗြဟံခေတ်မှာအသင်းတော်ဆိုတာမရှိသေးဘူးကျမ်းစာအုပ်ဆိုတာမရှိသေးဘူးဘာမှမရှိသေးတဲ့ကာလမှာတော့အာဗြဟံကဘသူ့ကိုပေးတယ်လဲလို့ပြောရင်နော်ဒီနေ့ဘုရားသခင်ကိုသူပေးတာဖြစ်တယ်ဒါပေမဲ့နော်ဒီနေ့မောရှေကာလရောက်လာတဲ့အခါမှာဘုရားသခင်ကအဲ့ဒီစေဖို့တဖို့ပေးကမ်းနည်းကိုဘုရားသခင်ကပုံစံပြောင်းပလိုက်တယ်ဆိုတော့ဘုရားကဒီနေ့မောရှေတို့ကာလရောက်လာတဲ့အခါမှာဘုရားသခင်ကဘယ်မှာပေးခိုင်းတယ်လဲလို့ပြောရင်ဒီနေ့တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိခေတ်ကာလအရာပြောမယ်ဆိုရင်အသင်းတော်ပေါ်မှာဘုရားသခင်ကပေးခိုင်းတာဖြစ်တယ်ဆိုတော့ကျမ်းစာလေးတစ်ချက်ကိုကျွန်တော်ဖတ်ချင်တယ်တောလေယာကျမ်းအခန်းကြီး18ကိုကျွန်တော်တစ်ချက်သွားရအောင်နော်တောလေယာကျမ်းအခန်းကြီး18နော်အငယ်25 26 29 28နော်ဒီနေ့29 30အထိကျွန်တော်တို့ဖတ်ရအောင်နော်တွေ့တဲ့အခါမှာသူတို့ကဖတ်ရအောင်တဖန်ခံယူတော့အခါထိုအဖို့ကိုစေဖို့တဖို့ပြန်၍တဖို့ကိုထာဝရဘုရားအားပူဇော်တက်ကပြုရမည်ထိုပူဇော်တက်ကာကိုကောင်းနေတလင်းထဲကယူတော့ဆန်စပါးကဲ့သို့၎င်းစပြည့်သီးနေရာကျင်းတဲ့ကယူတော့စပြည့်ရကဲ့သို့၎င်းတင်တို့အဖို့မတ်ရလိမ့်မည်ထိုတို့တင်တို့သည်ဣသရေလအမျိုးသားတို့ထံမှခံယူတော့စေဖို့တဖို့ထဲကထာဝရဘုရားအားပူဇော်တက်ကာပြုရမည်ထိုပူဇော်တက်ကာကိုလည်းယစ်ပရောဟိတ်အာယုန်အားလူရကြမည်သင်တို့ခံရသမျှသောအလူထဲကအကောင်းဆုံးသောအဖို့တန်ရှင်းသောအဖို့ကိုနှုတ်ယူ၍ထာဝရဘုရားအားပူဇော်တက်ကပြုရမည်တို့ဖြစ်၍သူတို့အားဆင့်ဆိုရမည်မှာလေဝိသားတို့သည်အကောင်းဆုံးသောအဖို့ကိုနှုတ်ယူပူဇော်ပြီးမှကျွင်းသောအဖို့ကိုကောင်းနေတလင်း၏ဂျေဇုစပြည့်သီးနေရာချင်း၏ဂျေဇုကဲ့သို့မှတ်၍မိမိအဖို့မှတ်ရလိမ့်မည်တဲ့ဆိုတော့ဒီအကြောင်းအရာကိုကြည့်တဲ့အခါမှာဘုရားသခင်ကမောရှေကိုဗာပြောတယ်လေလို့ပြောရင်ဣသရေလလူမျိုးတွေကိုမာလိုက်ပါနော်စေဖို့တဖို့ကိုဒီနေ့အာယုန်တွေရှိတဲ့နော်အာယုန်တွေဒီကနေ့ဥဆောင်နေတဲ့နော်ဒီနေ့မောရှေကာလမှာတော့ပရိသတ်စည်းဝေးရာတဲတော်လို့ခေါ်တယ်တနည်းအားဖြင့်ဒီနေ့ဒီခေတ်ကာလကြတော့ဒါအသင်းတော်ပဲဆိုတော့အာယုန်တို့လေဝိတို့ဆိုတာကဒီနေ့ပရိသတ်စည်းဝေးရာဘုရားသခင်ပြင်ဆင်ပေးတဲ့တဲတော်မှာအမှုဆောင်ရတဲ့လူတွေဖြစ်တယ်ဆိုတော့ဘုရားသခင်ကနော်မောရှေအားဖြင့်ဘုရားကဘာမာတယ်လဲလို့ပြောဣသရေလလူမျိုးတွေကိုနော်ဣသရေလလူမျိုးတွေထဲကနော်ဒီနေ့ဗတ္တမဆုံးကောင်းကြီးခံစားရတဲ့စေဖို့တဖို့ကိုဘယ်သူစီမှာတွားပြီးတော့မှယူသွားခိုင်းတယ်လဲလို့ပြောရင်အာယုန်တို့အမှုတော်ဆောင်နေတဲ့နော်ဒီနေ့ပရိသတ်စည်းဝေးရာတဲတော်ကိုယူသွားခိုင်းတာဖြစ်တယ်တနည်းအားဖြင့်ဒီနေ့ဒီကာလအရာပြောမယ်ဆိုရင်ဘုရားသခင်ကကိုခံစားတဲ့ကောင်းကြီးမင်္ဂလာထဲကစေဖို့တဖို့ကိုအသင်းတော်ကိုယူဆောင်သွားခိုင်းတာဖြစ်တယ်ဆိုတော့မောရှေကာလထဲမှာဘုရားသခင်ကစေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှပေးနည်းပုံစံကိုပြောင်းပလိုက်တယ်ဆိုတော့ဟုတ်ပြီဆိုတော့ဒီကျမ်းချက်တွေကအကြောင်းအရာကိုကျွန်တော်တစ်ချက်လေးပေါ့နော်performance လေးနဲ့ကျွန်တော်နည်းနည်းလေးပြောပြမယ်ဒီတိုင်းပြောရင်မရှင်းပါဆိုလို့ဆိုတော့ဟိုနောက်ဆုံးတန်းဒေးဗစ်တို့အတန်းက၄ယောက်လောက်တစ်ချက်လောက်ထွက်လာပြီးနော်၄ယောက်တန်းနဲ့တစ်ချက်လောက်ထွက်လာပေးပါဦးဆိုတော့ခက်တွတ်လေးနော်ခက်တွတ်လေးဒါပြီးသမင်းစားမှာဖြစ်တယ်ဆိုတော့ဟုတ်ပြီဒါ၄ယောက်ဟုတ်ပြီဆိုတော့ဒီတရားဟောတောလေယာကျမ်းအခန်းကြီး18ထဲကဘုရားသခင်ကစေဖို့တဖို့ကိုเนาะဒီနေ့ဣသရေလလူမျိုးတွေကိုဘယ်လိုပေးခိုင်းတယ်လဲဆိုတဲ့အကြောင်းအရာကိုဒီနေ့ကျွန်တော်တစ်ချက်လေးပြောပြမယ်ဟုတ်ပြီဆိုတော့ကျွန်တော်ကဣသရေလလူမျိုးဖြစ်တယ်အခုချိန်မှာဆိုတော့ကျွန်တော်ကဘုရားသခင်ကောင်းကြီးပေးလို့ကျွန်တော်ဒီเนาะကောင်းကြီးမင်္ဂလာခံစားရတယ်မြေအသီးနှံတွေကောင်းကြီးခံစားရတယ်ဘုရားသခင်ပေးတဲ့ရွှေငွေကောင်းကြီးခံစားရတဲ့အခါမှာအခုနပြောသလို
ဖျားသခင်ကိုဂျေဇုတင်တဲ့နှလုံးသားနဲ့ကျွန်တော်ဒီဖျားသခင်ပြောတဲ့အတိုင်းစေဖို့တဖို့ကိုအာယုံတွေနော်လေဝိတွေလေဝိအမျိုးတွေအမှုတော်ဆောင်နေတဲ့ပရိသတ်စီဝဲရတဲတော်ကိုကျွန်တော်ကယူဆောင်သွားတော့မှာဖြစ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်ကနော်အခုချိန်မှာစေဖို့တဖို့ကိုကျွန်တော်ကဒီနေ့အာယုံဖြစ်တဲ့နော်ဒီနေ့အသင်းတော်စီမှာကျွန်တော်ယူသွားပြီဖြစ်တယ်ဆိုတော့အာယုံဆိုတာကတနည်းအားဖြင့်အမှုတော်ဆောင်ဖြစ်တယ်အမှုတော်ဆောင်ဆိုတာကဘယ်မှာရှိတယ်လဲလို့ပြောရင်အသင်းတော်ထဲမှာရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့စေဖို့တဖို့ကိုအခုချိန်မှာကျွန်တော်ကနော်အသင်းတော်ကိုကျွန်တော်ပေးလိုက်ပြီဖြစ်တယ်ဆိုတော့အသင်းတော်ကိုကျွန်တော်ပေးလိုက်တဲ့အခါမှာနော်ဒီနေ့ဒီအသင်းတော်မှာရှိတဲ့အာရုံနဲ့လေဝိအမျိုးတွေကကျွန်တော်ပေးလိုက်တဲ့စေဖို့တဖို့တွေကိုသူတို့ကပြန်လည်ပြီးတော့မှအမှုတော်အတွက်ခွဲခန့်ပြီးတော့မှနော်ဒီနေ့ပြန်လည်ပြီးတော့မှအသုံးပြုရတာဖြစ်တယ်ဆိုတော့နားလေစေချင်တာဒီစေဖို့တဖို့ပေးတဲ့အခါမှာအသင်းတော်ကိုပေးရတယ်နော်တခါတလေကျွန်တော်တို့ကကိုခင်တဲ့ဆရာတွေကိုကျွန်တော်တို့ကစေဖို့တဖို့သွားပေးတာလေတကယ်တမ်းတော့ကျမ်းစာအရကြည့်မယ်ဆိုရင်အဲ့ဒါကမမှန်ဘူးစေဖို့တဖို့ဆိုတာကကျမ်းစာကဘာပြောလဲအသင်းတော်ကိုပဲယူခိုင်းတာဆရာတွေကိုကိုခွန်အားရတဲ့ဆရာတွေကိုကိုကပေးချင်တယ်ဆိုရင်ကိုရဲ့စေဖို့တွေကကိုဖို့ကိုကပေးရတာဘာလို့လဲဆိုတော့ဒီစေဖို့ကဘုရားသခင်နဲ့ဆိုင်တဲ့ဘန္နာဘုရားသခင်တောင်းတဲ့အရာဖြစ်တဲ့အတွက်ဒီစေဖို့တဖို့ကိုကစီမံလို့မရဘူးဘုရားကဒီအသင်းတော်မှာပေးလို့ပြောတဲ့အခါမှာအသင်းတော်ကိုပဲကျွန်တော်တို့ဒီစိုက်မြဲယူသွားတာဖြစ်တယ်ဆိုတော့ဒီရောက်နားလေဖို့ဖြစ်တယ်ဟုတ်ပြီဆိုတော့သူကအာယုံဖြစ်တယ်အမှုတော်ဆောင်ဖြစ်တယ်နော်ဒီနေ့အသင်းတော်ပေါ်မှာဒီနေ့အမှုတော်ဆောင်နေတဲ့အမှုတော်ဆောင်စီမှာကျွန်တော်ကနော်ဒီနေ့အသင်းတော်မှာစေဖို့တဖို့ပေးလိုက်ပြီဆိုတော့နောက်တစ်ခုကဒီကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာလေဝိအမျိုးအာယုံဆိုတာလေဝိအမျိုးဖြစ်တဲ့အတွက်သူကလောကအလုပ်လုပ်လို့မရဘူးအမှုတော်ဆောင်ဆိုတာကလောကအလုပ်လုပ်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်ပေးတဲ့စေဖို့တဖို့ထဲကနေသူ့ရဲ့ဝမ်းစာအတွက်သူလဲအဲ့ဒီစေဖို့ထဲကတဖို့ကိုသူလဲစားရတာဖြစ်တယ်နော်ဆိုတော့ဟုတ်ပြီဒီလိုဆိုရင်ကျွန်တော်သူ့ကိုစေဖို့တဖို့ပေးလိုက်ပြီဆိုရင်ဟုတ်ပြီဒီစေဖို့တဖို့ကိုဒီအသင်းတော်ကဘလို့ဝေခွဲပြီးတော့မှဘယ်နေရာဘယ်ကဏ္ဍတွေမှာအသုံးပြုတယ်လဲလို့ပြောရင်ကျွန်တော်တရားဟောရာကျမ်းတစ်ချက်လေးသွားရအောင်နော်တရားဟောရာကျမ်းအခန်းကြီး26အငယ်နော်ဒီနေ့7-73ကိုကျွန်တော်တို့အတူတကွဖတ်ရအောင်တရားဟောရာကျမ်းအခန်းကြီး26အငယ်7-73ဆိုတော့တွေ့တဲ့အခါသူကဖတ်ရအောင်စေဖို့တဖို့ပေးရတော့တတရနေ့ရောက်တော့အခါတဲ့အစည်းပွားရှိသမျှတို့ကိုစေဖို့တဖို့ကောက်ယူ၍လေဝိသားတပါးမျိုးသားမိဘမရှိတော့သူမုတ်ဆိုးမတို့ကိုတင့်နေရာမြို့မှာဝါစွာကျွေးမွေးပြီးမှနောက်တစ်ပိုက်သွားရအောင်နော်တင်ဤဖျားသခင်ထာဝရဘုရားအားကိုတော်သည်အကျွန်ုပ်ကိုမှားထားတော်မူသည်များအတိုင်းတန်ရှင်သောဥစ္စာတို့ကိုအိမ်မှထုတ်၍လေဝိသားတပါးမျိုးသားမိဘမရှိတော့သူမုတ်ဆိုးမတို့အားပေးပါပြီဟုပညတ်တော်တို့ကိုမလွန်ကျူးမမိတ်လျော့ပါတဲ့ကြည့်ဆိုတော့ဒီစေဖို့ကျွန်တော်ပေးလိုက်တဲ့စေဖို့တဖို့ကအသင်းတော်ပေါ်မှာရောက်သွားပြီဆိုရင်အသင်းတော်ကအဲ့ဒီစေဖို့တဖို့ကိုသူကဘယ်လိုနေရာတွေမှာအသုံးပြုရတယ်လဲလို့ပြောရင်နံပါတ်1နော်ဒီနေ့လေဝိအမျိုးလေဝိဆိုတာကအမှုတော်ဆောင်တွေဖြစ်တယ်အမှုတော်ဆောင်တွေကိုပေးဖို့ရန်အတွက်အဲ့ဒီစေဖို့တဖို့ထဲကနေအသင်းတော်ကအသုံးပြုရတာဖြစ်တယ်တနည်းအားဖြင့်အမှုတော်ဆောင်တွေကိုပေးတဲ့လစာဒီနေ့အဖြစ်နားလေလွယ်အောင်ပြောမစို့အမှုတော်ဆောင်တွေကိုပေးတဲ့လစာကဒီနေ့စေဖို့တဖို့တွေကသွားတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့တပါးမျိုးသားဆိုတာဖျားကိုမသိဘဲနဲ့ဒီနေ့အခက်အခဲဒုက္ခရောက်နေတဲ့လူတွေတနည်းအားဖြင့်ဧဝံဂေလိကဏ္ဍမှာအသုံးပြုရတယ်နောက်နံပါတ်3ချက်ကဘာလဲဆိုတော့မိဘမရှိတဲ့သူနော်မိဘမဲ့ကလေးတွေလိုအပ်တဲ့နေရာမှာအဲ့ဒီစေဖို့တဖို့တွေကနေသုံးရတာဖြစ်တယ်နောက်တစ်ခုကမုတ်ဆိုးမလူတွေကိုနော်ဒီနေ့ကျွေးမွေးပြုစုဖို့ရန်အတွက်အသင်းတော်ကနေဒီနေ့ရလာတဲ့စေဖို့တဖို့တွေကနေခွဲခန့်ပြီးတော့မှနော်အိတ်တွေလလူမျိုးတွေကနော်ဒီနေ့စေဖို့တဖို့ကိုအဲ့ဒီနေရာကဏ္ဍတွေမှာခွဲခန့်ပြီးတော့မှအသုံးပြုရတာဖြစ်တယ်ဟုတ်ပြီဒီလိုဆိုရင်ကျွန်တော်ကသူ့ကိုစေဖို့တဖို့ပေးလိုက်ပြီအသင်းတော်ကိုစေဖို့တဖို့ပေးလိုက်ပြီဆိုရင်ကဲပထမဆုံးတဖို့ကဒါလေဝိယူမယ်ဆိုတော့ဒါလေဝိကသူစေဖို့တဖို့တွေကအဲ့ဒီထက်ကသူခွဲတန်းတစ်ခုသူရမယ်နော်ဘာလို့လဲဆိုတော့လေဝိမျိုးကအမှုတော်ဆောင်တွေဖြစ်တဲ့အခါမှာဒီစေဖို့တဖို့စားခွင့်ရှိတယ်
အသင်းတော်မှာရတဲ့စေဖို့တဖို့ထဲကသူစားခွင့်ရှိတဲ့အခါမှာသူ့အတွက်ခွဲတန်းတစ်ခုရသွားမယ်နောက်တစ်ခုကတပားမျိုးသားဆိုတော့ तू ကပေးမယ်အသင်းတော်ကနဲ့တပားမျိုးသားကို तू ကထောက်ပံ့ပေးရမယ်နောက်တစ်ခုကျတော့မိဘမရှိတဲ့ तू နော်မိဘမဲ့မရှိတဲ့ तू နောက်တစ်ခုကျမုံဆုံးမကိုပေးရတာဖြစ်တယ်ဆိုတော့ဒီနေ့အသင်းတော်ထဲကနေရတဲ့စေဖို့တဖို့ကဒီကနေ့အဲ့ဒီလိုနော်နေပယ်ခွဲခန့်ပြီးတော့မှပေးရတာဖြစ်တယ်ဆိုတော့ဒီလေဝိကလည်းအခုနကျွန်တော်တို့တရားဟောရာကျမ်းအခန်းကြီး18ထဲမှာကြည့်တဲ့အခါမှာစေဖို့တဖို့နော်အသင်းတော်ကပေးတဲ့စေဖို့တဖို့သူယူပိုင်ခွင့်ရှိပေမဲ့သူ့ထဲကရတဲ့နော်ဒီနေ့ပတ်စံထဲကနေနော်အလူငွေထဲကနေ तू ကစေဖို့ထဲကတဖို့ကိုလည်း तू ကအသင်းတော်ပြန်ပေးရတာဖြစ်တယ်ဒါနားလေဖို့ရန်အတွက်ဖြစ်တယ်နော်သူဒီအမှုဆောင်ဖြစ်တဲ့အတွက်အမှုဆောင်နဲ့ဆိုင်တဲ့နော်ဒီနေ့အခချင်းငွေရပြီမဲ့သူကလည်းသူရတဲ့အလူငွေထဲကနဲ့စေဖို့တဖို့ကိုဒီထဲမှာလိုအပ်နေတဲ့နေရာကိုပြန်ပြီးတော့မှဖြည့်ပေးရတာဖြစ်တယ်ဆိုတော့နားလေစေချင်တာစေဖို့တဖို့ဆိုတာမောရှေကာလကနေစပြီးတော့မှဖခင်ကဘယ်မှာယူခိုင်းလဲဆိုတော့အသင်းတော်ကိုယူခိုင်းတယ်ဒီဟာကအာယုံဖြစ်တဲ့အခါမှာအမှုတော်ဆောင်တွေကအဲ့ဒီစေဖို့တဖို့ကိုဒီနေ့အမှုတော်မြတ်အတွက်လိုအပ်တဲ့နေပယ်တွေမှာအသုံးပြုရတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီနော်ဒီနေ့စေဖို့တဖို့ပေးတဲ့အခါမှာနော်ဆရာတွေကိုပေးတဲ့အခါမှာရှင်းရှင်းလင်းလင်းပေးပါဘာလို့လဲဆိုတော့ဒီຢာကိုတော့ကျွန်တော်ပြောပြစေကျမ်းစာအတိုင်းနော်ကျွန်တော်တို့ဒီနော်ခုနပြောသလိုစေဖို့တဖို့လို့ပြောခွန်အားရတဲ့ဆရာတွေအကုန်လုံးပေးလိုက်တာပဲဒါမဲ့တကယ်စေဖို့တဖို့မှန်ကန်စွာပေးနီကအသင်းတော်ပေါ်မှာပေးရတာဖြစ်တယ်ဆိုတော့အသင်းတော်ကနေဒီနေ့လိုအပ်တဲ့နော်အင်္ဂလိကဏ္ဍဘိုင်းဆိုင်ရာတွေမှာလိုအပ်တဲ့အမှုတော်ဘိုင်းဆိုင်ရာတွေမှာလိုအပ်တဲ့နေပယ်တွေမှာကျွန်တော်တို့ကအသုံးပြုရတာဖြစ်တယ်အခုနကျွန်တော်တို့ကြီးညာဆရာမှာတွေ့သွားတယ်မဟုတ်ဘူးလားမိဘမဲ့ကလေးတွေနော်ဒလမစ်ရှင်တွေလိုအပ်တဲ့အပိုင်းတွေအားလုံးကဒီကနေ့ကျွန်တော်တို့ထဲကနေပေးတဲ့စေဖို့တဖို့ထဲကနေဒီမှာရှိတဲ့အမှုတော်ဆောင်တွေကခွဲခန့်ပြီးတော့မှအသုံးပြုရတဲ့စေဖို့တဖို့ဖြစ်ပါတယ်ဆိုတော့နံပါတ်1စေဖို့တဖို့ကနော်ဒီနေ့ဖျားသခင်ဂျေဇုပြုတဲ့အရာပေါ်မှာဂျေဇုတုံ့ပြန်တတ်တဲ့နှလုံးသားနဲ့စေဖို့တဖို့ပေးဖို့လိုတယ်နောက်တစ်ခုကအဲ့ဒီစေဖို့တဖို့ကိုဘယ်မှာပေးရတယ်လဲလို့ပြောရင်အသင်းတော်မှာပေးရတယ်ဆိုတော့ဟုတ်ပြီအသင်းတော်ကနဲ့ဝေခွဲခန့်ပြီးတော့မှလိုအပ်တဲ့ကဏ္ဍအသီးသီးမှာပြန်လည်ပြီးတော့မှအဲ့ဒီစေဖို့တဖို့နဲ့ဆိုင်တဲ့မျိုးစေ့တွေကိုပြန်ပြီးတော့မှကျွန်တော်တို့ကလိုအပ်တဲ့နေရာမှာပြန်ပြီးတော့မှဝင်ငှရတဲ့မျိုးစေ့ကျဲရတာဖြစ်ပါတယ်ဆိုတော့ကျမ်းစာရနှုတ်ကပတ်တော်ရမှန်ကန်တဲ့စေဖို့တဖို့ပေးနီးကအဲ့ဒီလိုဖြစ်ပါတယ်ဆိုတော့ဒီຢာကိုဒီနေ့ကျွန်တော်နားလည်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတော့ဟုတ်ပြီအားလုံးကျေးဇူးတင်တယ်နော်ပြန်ထိုင်လို့ရပါပြီလို့ယူသွားပါနော်ဆိုတော့ဟုတ်ပြီစေဖို့တဖို့ဆိုတာကအသင်းတော်ကိုပေးရတယ်နော်အသင်းတော်ကိုပဲဒီနေ့စေဖို့တဖို့ကိုစိုက်မဲ့မြိုက်ယူဆောင်လာရတာဖြစ်ပါတယ်နော်ဆိုတော့စေဖို့တဖို့ကခံယူပြီးတော့မှနောက်တစ်ခုနော်ကျွန်တော်တို့ဘာမှမလုပ်တဲ့အသင်းတော်တွေလည်းအဲ့ဒါမင်္ဂလာမဖြစ်ဘူးဖခင်သခင်ရဲ့ကောင်းကြီးခံစားလို့လူတွေကစေဖို့တဖို့လာကျဲတယ်အဲ့ဒီစေဖို့တဖို့ကိုဒီကနေ့ကျွန်တော်တို့ဒီနော်ပြန်လည်ပြီးတော့မှတော့လိုအပ်တဲ့နေရာမှာကျွန်တော်တို့ဒီမျိုးစေ့မကျဲတတ်ဘူးเนาะဒီနေ့ပွဲစားလက်ထဲမှာကျွန်တော်မအပ်တတ်ဘူးဆိုရင်လေဒါလည်းကျွန်တော်တို့အသင်းတော်အတွက်မင်္ဂလာမရှိဘူးဆိုတော့ဒီຢာကိုလည်းကျွန်တော်တို့နားလည်ဖို့ရန်အတွက်ဖြစ်တယ်နံပါတ်1စေဖို့တဖို့ဆိုတာဂျေဇုတရားနဲ့ပေးရတယ်နံပါတ်2စေဖို့တဖို့ဆိုတာကအသင်းတော်မှာယူလာရတာဖြစ်တယ်ဆိုတော့နံပါတ်3တစ်ချက်ကဘာလဲဒါအရေးကြီးတယ်စေဖို့တဖို့ပေးတဲ့အခါမှာကိုစိုက်ပြိုးနေတဲ့ကိုခွန်အားယူနေတဲ့ကိုပါဝင်နေတဲ့အသင်းတော်မှာပေးဖို့လိုတယ်တောင်နားလည်စေချင်တယ်နော်ဒီနေ့ကိုရဲ့ဝိညာဉ်ရေးရာကဘယ်မှာစိုက်ပြိုးနေတယ်လဲကိုနှုတ်ကပတ်တော်ဘယ်မှာစားနေတယ်လဲကိုဒီနေ့ဘယ်အသင်းတော်မှာပါဝင်နေတယ်လဲဆိုတာရေးကြီးတယ်ကျမ်းစာရကျွန်တော်ကြည့်တဲ့အခါမှာစေဖို့တဖို့စိုက်ပြိုးမဲ့နေရာကကိုပါဝင်နေတဲ့အသင်းတော်ဖြစ်ရမယ်ဖခင်သခင်ကကိုပါဝင်ခိုင်းတဲ့အသင်းတော်ပေါ်မှာပဲစေဖို့တဖို့စိုက်ခိုင်းတာဖြစ်တယ်ဆိုတော့ဖခင်သခင်ပြောတဲ့အတိုင်းကျွန်တော်တို့ဒီစေဖို့တဖို့ပေးတဲ့အခါမှာမှန်ကန်ကန်ပေးတတ်ဖို့လည်းလိုတယ်နော်မှန်ကန်တဲ့စေဖို့တဖို့ပေးကမ်းခြင်းမျိုးဖြစ်သွားတဲ့အခါမှာအခုနမာလခိကပြောတဲ့အဲ့ဒီ breakthrough တွေကျွန်တော်ခံစားရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကပေးနေတာလေ
ပေးကမ်းနိမမှန်တော့ဘလို့ဖြစ်လဲဆိုတော့ပေးရင်းနဲ့မောလာတယ်။ no အဲ့လိုမဟုတ်ဘူးဘုရားသခင်ကနော်ကျွန်တော်တို့စိုက်တဲ့အတိုင်းပြန်ရိပ်ရတာဖြစ်တယ်။ဆိုတော့နောက်တစ်ခေါက်ပြန်ပြောမယ်။ဂျေဇုတရားထဲမှာရှိတယ်။အသင်းတော်ထဲမှာစိုက်ပျိုးရတယ်။နောက်တစ်ခုကကိုပါဝင်နေတဲ့အသင်းတော်မှာစေဖို့တဖို့ပေးရတာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ကနော်ဒီနေ့မိခင်အသင်းတော်ဆိုတာကလူတိုင်းမှာရှိပါတယ်ဒါနားလေတယ်ဒါမဲ့အချိန်ခါမျိုးမျိုးကြောင့်ဘုရားသခင်ကကိုယ့်ကိုတခြားသောနေရာတွေမှာပို့ဆောင်လာတယ်တခြားသောနေပယ်တွေမှာဘုရားသခင်ရဲ့ပို့ဆောင်ခြင်းကြောင့်ရောက်လာတယ်အဲ့ဒီနေရာမှာရှိတဲ့အသင်းတော်တွေမှာကိုကခွန်အားယူတယ်ကိုကနှုတ်ကပတ်တော်ခံယူတယ်ကိုကပါဝင်တယ်ဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့စေဖို့တဖို့စိုက်ပျိုးဖို့လိုတာဖြစ်တယ်နော်ဟိုးကြံခဲ့တဲ့နေရာတွေမှာကျွန်တော်တို့အဲ့မှာစိုက်ပျိုးဖို့ရအတွက်ကျမ်းစာကကျွန်တော်အဲ့လိုမပြောဘူးဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ဟိုဒီလက်ရှိပါဝင်နေတဲ့အသင်းတော်မှာတော့မစိုက်ပျိုးပဲနဲ့ဟိုးရခင်ကိုပါဝင်ခဲ့တဲ့အသင်းတော်မှာသွားပြီးတော့မှစိုက်ပျိုးတယ်ဆိုတော့အဲ့ဒီမှာပါဝင်တဲ့နော်ဆရာမတွေကလည်းသူကဘယ်လိုဖြစ်လဲဆိုတော့ဒါတော့ကျွန်တော်ပြက်သားပဲပြောပြစီဘာလို့ဆိုသူတို့ကစေဖို့တဖို့နဲတော့မှအရင်ကြောက်တဲ့အခါမှာလေဘယ်နေရာဘယ်ကဏ္ဍမှာပဲပါဝင်စေဖို့တဖို့ပါဝင်တဲ့အခါမှာကိုအသင်းတော်မှာပဲကိုပါဝင်ပါနော်ဆိုပြီးတော့မှပြောတဲ့နော်ဒီနေ့အဲ့ဒီလိုအကြောင်းအရာတွေလည်းအများကြီးရှိတယ်ဒါမဲ့ချစ်တော်ညီကိုမောင်တို့မှကျမ်းစာအရကြည့်မယ်ဆိုရင်ဘုရားသခင်ကဘာပြောလဲဆိုတော့ကိုပါဝင်နေတဲ့အသင်းတော်ပေါ်မှာပဲစေဖို့တဖို့စိုက်ပျိုးခိုင်းတာဖြစ်တယ်ဒီကနေ့သင်ကဘယ်အသင်းတော်မှာသင်ပါဝင်နေသလဲနော်ဒီနေ့တခြားနှစ်ချင်းအသင်းတော်မှာပါဝင်နေဆိုရင်လည်းနေ့ချင်းအသင်းတော်မှာသင်စိုက်ပျိုးဖို့လိုတယ်အကယ်၍သင်ဒီ YFC မှာနော်ဒီနေ့အမြဲတမ်းသင်ဒီဝိညာဉ်ရေးမှာခွန်အားယူတဲ့ဝိညာဉ်ရေးမှာသင်စိုက်ပျိုးနေတဲ့နှုတ်ကပတ်တော်ပေါ်မှာသင်ခွန်အားယူနေတယ်ဆိုရင်လည်း YFC မှာသင်စိုက်ပျိုးဖို့လိုတာဖြစ်တယ်အဲ့ဒီຢာကမှန်ကန်တဲ့စေဖို့တဖို့ပေးကမ်းနေဖြစ်ပါတယ်ဆိုတော့ယာဇဝင်ချုပ်ဒုတိယစာဆောင်ကိုသွားရအောင်နော်ဆိုတော့ဟိုကျမ်းစာနဲ့မပြောရင်တိတ်မယုံချင်တယ်လို့ဖြစ်တယ်လေနော်ဟိုအဲ့တော့စေဖို့တဖို့များတောင်းနေသလားအမျိုးမျိုးထင်တတ်တယ် no မဟုတ်ဘူးချစ်တော်ညီကိုမောင်တို့မှန်ကန်တဲ့စေဖို့တဖို့ပေးကမ်းနည်းကိုဒီနေ့ပြောပြနေခြင်းဖြစ်ပါတယ်လို့ဆိုတော့ယာဇဝင်ချုပ်ဒုတိယစာဆောင်အခန်းကြီး1ယာဇဝင်ချုပ်ဒုတိယစာဆောင်အခန်းကြီး1အငယ်3-4ထဲမှာကျွန်တော်ဖတ်မယ်ဒီထဲမှာဗာရေးထားလေဆိုတော့သော၌ထာဝရဘုရား၏ကျွန်မောရှေလုပ်ခဲ့တော့ဘုရားသခင်၏ပရိသတ်စည်းဝေးရာတဲတော်သည်တဲ့ဂိဗောင်မြို့တွင်မြင့်တော်အရပ်၌ရှိသည်ဖြစ်၍ထိုအရပ်၌ပရိသတ်အပေါင်းတို့နှင့်အတူတွားတော်မူ၏ဘုရားသခင်တစ္တာတော်ကိုကဒါဝိပြင်ဆင်သောအရပ်ယေရုရှလင်မြို့၌စောင့်နေတော်တဲတို့ကရိယာယာယိမ်မြို့မှာဆောင်ခဲ့တော်လေဆိုတော့ထားလိုက်တော့ဒီအငယ်3ကိုပဲကျွန်တော်အဓိကသွားချင်တယ်တော၌ထာဝရဘုရား၏ကျွန်မောရှေလှုပ်ခဲ့သောဘုရားသခင်၏ပရိသတ်စည်းဝေးရာတဲတော်သည်တဲ့ဘယ်မှာရှိလဲဆိုတော့ဂိဗောင်မြို့ဆိုတဲ့နေရာမှာရှိတာဖြစ်တယ်ဆိုတော့တစ်ချိန်လုံးကဣသရေလလူမျိုးတွေနော်သူတို့ကိုးကွယ်ခဲ့တဲ့တဲတော်ကအဲ့ဒီဂိဗောင်ဆိုတဲ့မြို့မှာရှိတဲ့အခါမှာဣသရေလလူမျိုးတစ်မျိုးလုံးကနော်ဘုရားရှိခိုးချိန်ရောက်တဲ့အခါမှာသူတို့ကဘယ်ကိုသွားရလဲဆိုတော့ဂိဗောင်ဆိုတဲ့နေရာထိသူတို့သွားပြီးတော့မှနော်ဘုရားသခင်ကိုပူဇော်မဲ့ပူဇော်တက်ကာတွေယူဆောင်သွားပြီးတော့မှအဲ့ဒီနေရာမှာသူတို့ဒီနော်ရစ်ပူဇော်တယ်လို့နော်မိရှုရရစ်ပူဇော်တယ်လို့ပြောတဲ့အခါမှာဒါဘုရားရှိခိုးတာဖြစ်တယ်ဂိဗောင်ဆိုတဲ့မြို့အထိဘုရားသခင်ကသူတို့ကိုတွားခိုင်းတယ်အဲ့ဒီနေရာမှာနော်မောရှေနော်ဒီနေ့ဗရိညင်တက်တာတွေဒီနေ့တဲတော်တွေအဲ့ဒီနေရာမှာရှိတဲ့အခါမှာလူတွေကအဲ့ဒီအထိတွားပြီးတော့မှဘုရားရှိခိုးပြီးတော့မှနော်ဘုရားနဲ့နော်ဒီနေ့ဆိုင်နဲ့ဒီနေ့ဗရိညင်အဲ့ဒီမှာပြုရတာဖြစ်တယ်ဆိုတော့အခုနဣသရေလလူမျိုးတွေကဘုရားသခင်သူတို့ကိုတွားခိုင်းတဲ့နေရာတွေမှာသူတို့တွားတဲ့အခါမှာဘုရားသခင်ကိုသူတို့တင်လို့ပူဇော်တဲ့အလူငွေဒီနေ့တင်လို့ပူဇော်တဲ့ဥစ္စာဘန္နာတွေအားလုံးကလည်းအဲ့ဒီဂိဗောင်မြို့မှာရှိတဲ့အဲ့ဒီဘုရားရှိခိုးတဲ့နေရာမှာသူတို့ဒီစိုက်ပျိုးရတာဖြစ်တယ်ပေးရတာဖြစ်တယ်နော်ဒီနေ့ဒီယာဇဝင်ချုပ်ဒုတိယစာဆောင်ထဲမှာကြည့်တဲ့အခါမှာဂိဗောင်မြို့မှာသူတို့ဒီဘုရားရှိခိုးသွားတာဖြစ်တယ်ဒါနဲ့နောက်ပိုင်းမှာဒီနေ့အခန်းကြီး3ဒုတိယစာဆောင်အခန်းကြီး3ရောက်လာတဲ့အခါမှာရှောလမုန်ကာလရောက်လာပြီရှောလမုန်ကာလရောက်လာတော့ဘုရားသခင်ကရှောလမုန်အားဖြင့်ဘာလုပ်ခိုင်းတယ်လဲလို့ပြောရင်နော်ဘုရားသခင်ကဗိမာန်တော်ဆောက်ခိုင်းတဲ့အကြောင်းအရာကိုတွေ့လာတယ်
အစတုန်းကဖျားရှိခိုးเจ้าကဘယ်မှာရှိတယ်လဲလို့ပြောရင်ဂိဗောင်မှာရှိခဲ့တယ်ဒါပေမဲ့အခုချိန်မှာဖျားသခင်ကရှောလမုန်အားဖြင့်နော်ဒီနေ့သူတို့ဖျားရှိခိုးဖို့ရန်အတွက်ဗိမာန်ကိုစောက်ခိုင်းတယ်ဆိုတော့နော်ဒီနေ့ရာဇဝင်ချုပ်ဒုတိယဆာအခန်းကြီး3ထဲမှာအငယ်1ထဲကနေကျွန်တော်ဖတ်ချင်တယ်ယေရုရှလင်မြို့တွင်မိုးရီတောင်ပေါ်မှာခမေးတော်ဒါဝိဒ်အားထာဝရဘုရားထင်ရှားတော်မူသောရဲ့ယေဗုသိလူအာယောနာ၏ကောက်နယ်တလင်းကိုဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသောအရ၌ရှောလမုန်နန်းဆန်လင်းနှင့်ဒုတိယလ2ရက်နေ့တွင်ထာဝရဘုရား၏အိမ်တော်ကိုတည်စပြုလေ၏တဲ့ဆိုတော့အခန်းကြီး4အငယ်4ထဲကနေပဲကျွန်တော်ဖတ်ချင်တယ်ဣဒရေလအမျိုးအသက်ကြီးသူတို့သည်အပေါင်းတို့သည်လာ၍လေဝိသားတို့သည်ထာဝရဘုရား၏တစ်တာတော်ကိုထမ်းလျက်ပရိသတ်စည်းဝေးရာတဲတော်ထဲတဲတော်နှင့်ဆိုင်သောတန်ရှင်သောတစားအလုံးစုံတို့ကိုယစ်ပရောဟိတ်နှင့်လေဝိများတို့သည်ဆောင်ခဲ့ကြ၏ရှောလမုန်မင်းကြီးမှစ၍ပရိသတ်စည်းဝေးသောဣဒရေလပရိသတ်အပေါင်းတို့သည်မရေမတွက်နိုင်သည့်အတိုင်းမတိများစွာသောတိုးနွားတို့ကိုရစ်ပူဇော်ကြတယ်တချိန်လုံးကဂိဗောင်ဆိုတဲ့နေရာမှာဣဒရေလလူမျိုးတွေဖျားရှိခိုးခဲ့တယ်ဒါပေမဲ့အခုချိန်မှာဘုရားသခင်ကသူတို့ကိုဘယ်နေရာကိုပြန်ပို့ဆောင်တယ်လဲလို့ပြောရင်ဂျေရုရှလင်ဖြစ်တဲ့ဗရမဗိမာန်တော်ကိုဘုရားသခင်ကပြန်ပြီးတော့မှပို့ဆောင်တဲ့အခါမှာဒီနေ့ဘုရားသခင်ပို့ဆောင်တဲ့နေရာကိုဣဒရေလလူမျိုးတွေကသွားပြီးတော့မှအဲ့ဒီနေရာမှာပြန်ပြီးတော့မှဘုရားရှိခိုးရတယ်လို့ဣဒရေလလူမျိုးတွေထဲကဒီကနေ့ခံစားတဲ့ကောင်းကြီးမင်္ဂလာစေဖို့တဖို့အားလုံးကလည်းဘုရားသခင်ပို့ဆောင်တဲ့ဗိမာန်တော်အသစ်နေရာမှာပြန်ပြီးတော့မှသူတို့ဒီနေ့စိုက်ပျိုးရတာဖြစ်တယ်လူတန်းရတာဖြစ်တယ်ဆိုတော့ကြည့်နော်ဖယားသခင်ပို့ဆောင်တဲ့နေပယ်အသစ်ရောက်တဲ့အခါမှာအဲ့ဒီနေပယ်အသစ်ထဲမှာဣဒရေလလူမျိုးတွေကဘာလုပ်ရလဲအဲ့ဒီနေရာမှာဘုရားသခင်နဲ့ပြန်ပြီးတော့မှပရိညင်ပြုတယ်ဘုရားသခင်နဲ့သစ္စာပြုတယ်ဘုရားသခင်ကိုပူဇော်တက်ကာတွေနဲ့လူတန်းတာဖြစ်တယ်တချိန်တုန်းကဘုရားသခင်ကဂိဗောင်မြို့ကိုသွားခိုင်းတဲ့အခါမှာဂိဗောင်မြို့မှာသူတို့ဒီစေဖို့တဖို့အားဖြင့်ပါဝင်ခဲ့ရသလိုဘုရားသခင်ကအခုယေရုရှလင်အသင်းတော်ဗိမာန်တော်ရောက်လာတဲ့အခါမှာယေရုရှလင်အသင်းတော်ဗိမာန်တော်မှာသူတို့တွေပြန်ပြီးတော့မှအဲ့ဒီနေရာမှာစိုက်ပျိုးရတာဖြစ်တယ်။ဘာလို့လဲဆိုတော့ဘုရားသခင်ကကိုယ့်ကိုဘယ်ကိုဝိညာဉ်ရေးရဘယ်မှာခွန်အားယူနေတယ်လဲကိုဒီနေ့ဘယ်မှာပါဝင်နေတယ်လဲကိုဒီနေ့ဘယ်မှာဆက်ကပ်နေတယ်လဲဆိုတဲ့နေရာကိုဒီနေရာပေါ်မှာဘုရားသခင်ကအဲ့ဒီနေရာမှာမျိုးစေ့ကျဲခိုင်းတာဖြစ်တယ်။ဆိုတော့ညီကိုမောင်တို့များနားလည်ဖို့ရန်အတွက်ဖြစ်တယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဂိဗောင်ဆိုတဲ့နေရာကျွန်တော်တို့တစ်ချိန်လုံးကပါဝင်ခဲ့တဲ့နေရာရှိတယ်တစ်ချိန်လုံးကကျွန်တော်တို့ဒီနေ့စိုက်ပျိုးခဲ့တဲ့နေရာရှိတယ်တစ်ချိန်လုံးကကျွန်တော်တို့ပါဝင်ခဲ့တဲ့မိခင်အသင်းတော်တွေရှိခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ကိုဂိဗောင်ကနဲ့ဘုရားသခင်ကအခုချိန်မှာဂျေရုရှလင်ဗိမာန်တော်ဘုရားရှိခိုးတဲ့နေရာအသစ်မှာဘုရားသခင်ကပို့ဆောင်ပေးလာတဲ့အခါမှာအဲ့ဒီနေရာမှာကျွန်တော်တို့စိုက်ပျိုးဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဣဒရေလလူမျိုးတွေကဘုရားပို့ဆောင်တဲ့နေရာမှာသစ္စာရှိစွာသူတို့ဒီစေဖို့တဖို့ကိုပေးကမ်းတာဖြစ်ပါတယ်ချစ်တော်ညီကောင်မောင်တို့မကျွန်တော်တို့ဒီဂျေရုရှလင်ရောက်နေပြီးတော့မှကျွန်တော်တို့ရဲ့ပူဇော်တက်ကာကဂိဗောင်ကိုရောက်လို့မရဘူးအဲ့ဒါကဘုရားသခင်နှစ်သက်တော်ပေးကမ်းနေမဟုတ်ပါဘူးခင်ဗျဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုဂိဗောင်ကနေဂျေရုရှလင်ကိုပို့ဆောင်နေဆိုရင်ဂျေရုရှလင်ရောက်တဲ့အခါမှာဂျေရုရှလင်မှာကျွန်တော်တို့ဝိညာဉ်ရေးကစိုက်ပျိုးနေတဲ့နေရာမှာကျွန်တော်တို့ရဲ့စေဖို့တဖို့ကပါဝင်ဖို့လိုတာဖြစ်ပါတယ်ဒီနေ့ညီကိုမောင်နှမများဒီနေ့သင်ဒီဘေးအသင်းတော်မှာဆက်ကပ်နေတယ်လေဒီဂျပန်နိုင်ငံရောက်လာတဲ့အခါမှာဒီနေ့ဒီဘေးအသင်းတော်မှာသင်ဒီပါဝင်နေတယ်လေအဲ့ဒီနေရာမှာသင်ရဲ့စေဖို့တဖို့ကိုသစ္စာရှိစွာဆက်ကပ်ဖို့ရန်အတွက်အရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှဒီအကြောင်းအရာလောက်နဲ့ပဲကျွန်တော်ဝင်ငှချင်တာဖြစ်တယ်ပထမတစ်ချက်ကဘာလဲလို့ပြောရင်စေဖို့တဖို့ကကျွန်တော်တို့ပြည့်ညတ်တရားမဟုတ်ပါဘူးကောင်းကြီးခံစားတဲ့အခါတိုင်းမှာဘုရားသခင်ကိုစေဖို့တဖို့အားဖြင့်ဂျေဇုတင်ကြောင်းဒီနေ့သစ္စာပြုတတ်တော်သူများဖြစ်ပါစေဟာလေလုယာစေဖို့တဖို့နဲ့ကျွန်တော်တို့ဒီဂတိကိုသစ္စာပြုတတ်တော်သူဖြစ်တဲ့အခါမှာမာလခိထဲကနေဒီနေ့ဘုရားသခင်ပြောတဲ့ဂတိတော်အားလုံးကကျွန်တော်တို့အတွက်ပဲဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီနေ့နောက်တစ်ခုကစေဖို့တဖို့ကိုကျွန်တော်တို့ဒီအသင်းတော်ထဲမှာယူဆောင်လာဖို့ရန်အတွက်ရည်ကြီးတယ်အသင်းတော်ထဲမှာယူဆောင်လာတဲ့အခါမှာဒီနေ့အသင်းတော်မှာအမှုတော်ဆောင်နေတဲ့လေဝိတွေကဆက်လက်ပြီးတော့မှကျွန်တော်တို့ထဲကနေရတဲ့စေဖို့တဖို့တွေကိုပြန်ပြီးတော့မှအမှုတော်ထဲမှာစိုက်ပျိုးခြင်းကဒီနေ့မှန်ကန်တဲ့စေဖို့တဖို့ပေးကမ်းခြင်းနဲ့စိုက်ပျိုးခြင်းဖြစ်ပါတယ်။နောက်ဆုံးအချက်ကဘာလဲလို့ပြောရင်စေဖို့တဖို့ကို
ကိုပါဝင်ရှိခိုးကိုဝိညာဉ်ရေးမှာစိုက်ပျိုးနေတဲ့အသင်းတော်မှာပါဝင်ဖို့ရန်အတွက်အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့စေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှပေးကမ်းခြင်းကိုဒီလောက်နေ့ပဲကျွန်တော်ဝင်ငှချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်နှမများဒီနေ့ဒီအချိန်ကစပြီးဒီနှစ်တစ်ထဲကနေစပြီးတော့မှစေဖို့တဖို့နဲ့ဆိုင်တဲ့အရာကိုငါမှန်မှန်ကန်ကန်ပေးခြင်းနဲ့ဒီနေ့စေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှအခုချိန်မှာကြားတဲ့နှုတ်ကပတ်တော်အတိုင်းတင်ဒီလှုပ်ဆောင်ပြီးတော့မှတင်ဒီစိုက်ပျိုးမယ်ဆိုရင်တင်ရဲ့တော့ဒီနေ့စိုက်ပျိုးတဲ့အတိုင်းတင်ဒီနေ့ဂတိသစ္စာပြုတဲ့အတိုင်းဘုရားသခင်ကအဲ့ဒီအသီးအပွင့်ကိုဒီနေ့ထဲမှာအံ့ဩဖွယ်ဘုရားသခင်ကအဲ့ဒီအသီးပွင့်ကိုမြင်တွေ့စေမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ခဏလေးကျွန်တော်တို့ဆုတောင်းရအောင်ဒီနေ့ဒီအချိန်ကစပြီးဒီနေ့စေဖို့တပုတ်ကိုဒီနေ့မှန်မှန်ကန်ကန်စိုက်ပျိုးခြင်းနဲ့ဒီနေ့ဒီအချိန်ကစပြီးတော့မှဒီနေ့ကိုပါဝင်နေတဲ့အသင်းတော်မှာစေဖို့တပုတ်ချမယ်စေဖို့တပုတ်ပေးမယ်လို့ဆုံးဖြတ်ချက်ချထားတဲ့လူများရှိတယ်ဆိုရင်အဲ့ဒီလူတွေအတွက်ခဏလေးဆုတောင်းပေးဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတော့ခဏလေးဆုတောင်းကြရအောင်မေတ္တာတော်ရှင်ဖနာမတော်ကိုချီးမွမ်းတယ်ကိုရောပြင်ဆင်ပေးတော့အချိန်တိုင်းအတွက်ယေရှုတင်တယ်ဒီနေ့ကိုရောရှင်ဘုရားသားသမီးတို့ကိုစေဖို့တပုတ်နဲ့ပတ်သက်ပြီးတော့မှတမန်ကျမ်းစာအတိုင်းကိုရောရှင်ဘုရားတုံတင်ပေးခဲ့တဲ့အရာပေါ်မှာသားသမီးတို့မှန်ကန်တော့ပေးကမ်းခြင်းအဖြစ်ပေးကမ်းတတ်ပါမည်အကြောင်းအစဉ်မြဲတမန်တရားအဖြစ်သားသမီးတို့ကိုမဆားလက်ကောင်းကြီးပေးပါစေဖို့တပုတ်ကကိုရောရှင်ဘုရားရဲ့ဘဏ္ဍာဖြစ်တယ်ကိုရောပိုင်သောဘဏ္ဍာဖြစ်တယ်ကိုရောရှင်ဘုရားကိုရောပိုင်သောအရာကိုကိုရောရှင်ဘုရားပေးစေလိုတော့နီလန်အတိုင်းပေးတတ်ဖို့ရန်အတွက်အစဉ်မြဲမဆားလက်ကောင်းကြီးပေးပါဒီနေ့သားသမီးတို့ရဲ့အသက်တာအပေါ်မှာဒီ၌လဲစေဖို့တပုတ်နဲ့ပတ်သက်ပြီးတော့မှဘလို့ပေးရမလဲဘယ်မှာပေးရမလဲဘယ်မှာပါဝင်ရမလဲအစဉ်မြဲဒီနေ့ရှုပ်ထွေးနေတဲ့သားသမီးတွေများရှိပါကလည်းဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကိုရောရှင်ဘုရားစကားပြောပါကိုပါဝင်နေတဲ့အသင်းတော်မှာကိုပါဝင်နေတဲ့နေရာမှာမှန်ကန်စွာဒီနေ့ကိုရောကိုဒီနေ့ဗရိညင်ဂတိသစ္စာပြုလက်စိုက်ပျိုးတတ်တော်သားသမီးများဖြစ်စေပါကိုရောရှင်ဘုရားဒီနေ့စေဖို့တပုတ်နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာလွတ်မြောက်ခြင်းငွေချင်းနဲ့ဆိုင်တဲ့လွတ်မြောက်ခြင်းအိမ်တော်ရင်းနဲ့ဆိုင်တဲ့လွတ်မြောက်ခြင်းမြောက်များစွာတွေကိုလည်းကိုရောရှင်ဘုရားကောင်းကြီးပေးပါယေရှုပြုပါမည်အကြောင်းဆုတောင်းတယ်အချိန်တိုင်းလုံးစုံတို့အတွက်လက်တော်တို့ဆက်ကပ်တယ်ယေရှုနာမဖြင့်ဆုတောင်းကြပါတယ်ဖခင်ဗျာအာမင်ဆိုတော့အခုချိန်မှာကျွန်တော်ဆုံးသက်အနေနဲ့တခြင်းလေးတစ်ပုဒ်ချီးမွမ်းရင်းနဲ့ကျွန်တော်ဆုံးသက်သွားမှာဖြစ်ပါတယ်